iOS 18မှာနေ့တိုင်းသုံးလို့လွယ်ကူမဲ့အချက်3ချက်ပထမအဆုံးတစ်ချက်အနေနဲ့ application လေးကိုကျွန်တော်ရွှေ့ချင်တယ်ဆိုရင်ဘယ်လိုရွှေ့မလဲဆိုတော့အရင်ဆုံးဖိထားလိုက်ဖိပြီးွားရတဲ့ကျွန်တော်ဒီမှာကိုထားခြင်းနေရာပေါ့ဒီဘက်မှာထားမလားဟိုဘက်မှာထားမလားဘယ်တော့လွယ်ကူလိုက်လဲနောက်တစ်ခုကကာတို့ရဲ့ချစ်သူပုံဖြစ်ဖြစ် wallpaper ရှင်းနေတယ်ဆိုရင်ဘယ်လိုလုပ်လဲဆိုတာကြည့်လိုက်အောင်အရင်ဆုံးကျွန်တော်ဒီပုံလေးတွေကို save ပြီးွားရဆိုရင်ကျွန်တော် wallpaper ရှင်းမဲ့ပုံကိုပြင်ရွေးမယ်ပေါ့နော်အရင်ဆုံးဒီပုံကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးွားတယ်ကျွန်တော်ဒီညာဘက်အောက်လေးမှာပေါ့နော် setting ကိုရွေးမယ်ရွေးပြီးွားရင်ကျွန်တော် crop setting လေးကိုနှိပ်လိုက်ပါနှိပ်ပြီးွားရင်ကျွန်တော်ဒီညာဘက်အပေါ်လေးမှာပေါ့နော်ဒီဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးွားရင်ကျွန်တော်ဒီမှာ free form square ဘာညာပေါ့အဲ့မှာမှကျွန်တော် wallpaper လေးနှိပ်လိုက်ပါဗျအဓိကတော့ wallpaper ဆိုတဲ့ဟာကျွန်တော်ကိုယ့်ရဲ့လိုချင်တဲ့ဟို frame ပေါ့နော်တီချာတည်ပြီးတော့လှုပ်ချလိုက်တာနဲ့ဒီမှာဒါဆိုရင် wallpaper ဖြစ်သွားပြီ okay ဒါဆိုရင်ကျွန်တော်ဒီနောက်ပိုင်းကျရင်ကိုလိုချင်တဲ့ပုံစံကိုဒီမှာ use as wallpaper ဆိုပြီးနှိပ်လိုက်တာနဲ့ဒါကိုယ့်ရဲ့ wallpaper တစ်ခုဖြစ်သွားပြီပေါ့နော်တတိယတစ်ချက်ကတော့ကျွန်တော် notes တွေဖြစ်စီတခြားဘေးနေရာမဆိုပေါ့နော်ကိုရေးထားတဲ့စာကို select match နေဆိုရင်ဘယ်လိုလုပ်လဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပေးဖို့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ဒီစာတစ်ခုကိုရေးထားတယ်ပေါ့နော်ရေးထားတဲ့ဟာမှာကျွန်တော်ဒါပထမအရှိဆုံးတစ်ခုလို့ရှိရင် select 2ချက်ပဲနှိပ်လိုက်ပါဒါမှမဟုတ်ပဲနဲ့လုံးဝစာအကုန်လုံး select လုပ်ချင်တယ်ဆိုရင်တော့3ချက်နှိပ်လိုက်ပါ select လုပ်ပြီးတော့ copy ပဲလုပ်မလားတခြားပြင်ချင်တာရှိတာပေါ့နော်အဲ့လိုမျိုးပြင်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့ဒီ3ချက်ကတော့ကြည့်လိုက်ရင်တော့ review session လေးဆိုပေမဲ့ကာတို့ပေါ့နော်တတိမထားမိတဲ့အချက်လေးကိုကျွန်တော်မျှဝေပေးသွားတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်